ကျွန်တော်မိမထမင်းဘူးဒီနေ့ဘာလုပ်ပေးမလဲကြည့်အောင်ဒီတစ်ခါတော့ကျွန်တော်မိမအတွက်တင်မဟုတ်ပဲနဲ့ကျွန်တော်သမီးလေးလည်းကြောင်းတက်ပြီဆိုတော့ကျွန်တော်သမီးလေးအတွက်ပါထမင်းဘူးလေးလုပ်ပေးရမှာပါအရင်ဆုံးဆူရှီဆန်လေးတွေကိုကျွန်တော်ထမင်းပေါင်းနဲ့တည်ထားလိုက်ပါတယ်ပြီးရင်တော့အာလူးလေးတွေကိုတင်ထားပြီးတော့ပြောင်းမှုလေးတစ်ခုကိုလည်းတင်ထားလိုက်ပါတယ်တင်ထားပြီးသားအာလူးလေးတွေကိုတော့အတုံးလေးတုံးပြီးတော့ပြောင်းမှုလေးနဲ့တစ်ခါတည်းအိုးထဲမှာပေါင်းပြီးတော့စားနှင်းငယ်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါတယ်နောက်ထပ်အိုးတိုးထဲမှာတော့ကျွန်တော်ကြောက်ဥတွေနှလုံးကိုရေနွေးနဲ့ပြုတ်ထားလိုက်ပါတယ်နက်စာအတွက်ကိုတော့စီချက်ခောက်ဆွဲလုပ်ပေးဖို့စီချက်ကုန်နေရနဲ့ကျွန်တော်ချက်သွင်းဖြူလေးတွေကိုတင်ပြီးတော့ကြိတ်ထားလိုက်ပါတယ်ပြီးရင်တော့စီလေးထည့်ပြီးတော့ microwave ထဲမှာ10မိနစ်ခွဲ2မိနစ်လောက်ထည့်ထားလိုက်ပါတယ်ရမ်းတူးမသွားအောင်လို့တော့ကျွန်တော်ထုတ်ပြီးတော့ကြည့်ပါတယ်ချက်သွင်းဖြူလေးတွေချက်သွားပြီဆိုရင်တော့ကျွန်တော်အရောင်နေမုံလေးနဲ့ငယ်ထည့်လိုက်ပါတယ်စီချက်လည်းရပြီခွန်းကပြုတ်ထားတဲ့ပြောင်းမှုနဲ့အာလူးတွေရရင်တော့အာလူးလေးတွေကိုပြုတ်ထားတဲ့ကြောက်နှလုံးထည့်ပြီးတော့ခြေထားလိုက်ပါတယ်ပြီးရင်တော့ mayonnaise နဲ့စားငရုတ်ကောင်ထည့်ပြီးတော့နေထားလိုက်ပါတယ်ပြုတ်ထားတဲ့ပြောင်းမှုလေးတွေကိုတော့အိုးတစ်ခုထဲမှာလှီးထည့်ပြီးတော့ထောဘက်အနေငယ်နဲ့ရားစာအတွက်စားငရုတ်ကောင်ထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ထမင်းဦးတည်ထားလေးကြက်ပြီးဆိုရင်တော့ထမင်းလေးတွေကိုဖွာပေးပြီးတော့ဆူရှီဗနီဂါလေးလောင်းထည့်ပြီးတော့မှွေထားလိုက်ပါတယ်ဂျပန် sausage လေးနဲ့ငယ်နဲ့ပါမုံလေးကိုလည်းกินထားလိုက်ပါတယ်ခုနကဗနီဂါနဲ့နေထားတဲ့ထမင်းလေးတွေကိုတော့ကနန်းချောင်းနဲ့ပစုံလေးထည့်ပြီးတော့ဆူရှီလေးလိမ့်လိုက်ပါတယ်လိမ့်ပြီးသားဆူရှီလေးတွေကိုတော့ကျွန်တော်ကနေတော်လေးတွေလှီထားလိုက်ပါတယ်အရင်ဆုံးကျွန်တော်သမီးလေးထမင်းဘူးတွေကိုတော့ခုနကလိတ်ထားတဲ့ဆူရှီလေးတစ်လိတ်ထည့်လိုက်ပါတယ်ပေါ်ကတစ်ဆင့်မှာတော့ထောဘက်နဲ့ကြော်ထားတဲ့ပြောင်းမှုလေးရယ်ခုနကအာလူးလေးကိုထည့်ပေးလိုက်ပါတယ်ကျွန်တော်မိမအတွက်ကတော့ဆူရှီလိတ်လေးကိုပေါ်ကနေ spicy mayo လေးဆန်းပြီးတော့တပူးထည့်ပေးလိုက်ပါတယ်နောက်တပူးကိုတော့ပြောင်းမှုရယ်အာလူးရယ်ထည့်ပြီးတော့ပါမုံမီးခင်လေးကိုခုနကလှုပ်ထားတဲ့အာလူးရယ် sausage ရယ်ထည့်ပြီးတော့ sandwich လေးလုပ်ပြီးတော့သူ့ကိုအဲ့ဘူးထဲမှာပဲထည့်ပေးလိုက်ပါတယ်ကျွန်တော်သမီးလေးလည်းသူ sandwich စားခြင်းစားလို့ရအောင်လို့သူ့အတွက်လည်းတစ်ခုလုပ်ပေးလိုက်ပါတယ်မနက်စာအတွက်တော့ခောက်ဆွဲပြုတ်ထားပြီးသမီးလေးအတွက်မုန်းနေဖြစ်တဲ့ M&M နဲ့ jelly လေးထည့်ပေးလိုက်ပါတယ်အသီးလေးလည်းထည့်ပေးလိုက်ပါတယ်ပြုတ်ထားတဲ့ခောက်ဆွဲလေးကိုတော့ပန်းကန်းပြားရဲ့ကြာညွှန့်ရဲ့ထဲစားနဲ့ခုနကလှုပ်ထားတဲ့စီဂျယ်လေးထည့်ပြီးတော့နက်စာအတွက်စီဂျယ်ခောက်ဆွဲလေးလုပ်ပေးလိုက်ပါတယ်